င်လယ်နှစ်ရေနွေးချမ်းနီကိုရဲဒီတခါလဲကျွန်တော်တို့အဖွဲ့တော်တော်တက်ကြွပျော်ရွှင်နေကြပါသည်ပျော်ဆိုကျွန်တော်တို့အဖွဲ့ခရီးထွက်ကြမှာကိုခရီးထွက်တယ်ဆိုပေမဲ့ယာဒီဥရုကိုရှောင်ပြီးထွက်ကြတဲ့ခရီးမျိုးမဟုတ်ပါဘူးယာဒီကရန်ကုန်မှာပဲရိုက်လို့ရတဲ့စောင်းနှောင်းယာဒီပါဒီခရီးထွက်ရပုံအကြောင်းကမင်းသားကိုလင်မိုးကချောင်းသာကိုမသွားရတာကြာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တွဲနေကြအတွဲတွေချောင်းသာကိုသွားကြမယ်ဆိုပြီးစီစဉ်တာပါချောင်းသာအတွဲဆိုတာကဒီလိုပါကျွန်တော်ကိုမျိုးမင်းလွင်မိုးအရိုင်းကင်းကောင်ဖိုးဖြူမပြောကျော်မင်းသမီးနန္နာလိုင်တို့နဲ့1994တုန်းကပင်လယ်ရေတန်းဆိုတဲ့ကားတကားချောင်းသာမှာတွားရိုက်ခဲ့ကြပါတယ်ကျွန်တော်ပထမဦးဆုံးစခီးထွက်ဖူးတဲ့ကားပေါ့အဲ့ဒီတုန်းကချောင်းသာမှာကားသွားရိုက်တာတော်တော်နည်းပါသေးတယ်ပင်လယ်နေလုံးကြီးကမ်းခြေပြီးတော့လှိုင်းဖြူဖြူပွေးပွေးနဲ့ location ကလည်းတစ်ဘန်ဂလိုတွေမှာတဲကြတဲတောင်ပေါ်မှာဘောလုံးကန်ကြညဘက်မီးပုံးပြန်လှုပ်ပြီးဂီတာတီးကြမနေ့စောစောပင်လယ်ကမ်းစပ်မှာလမ်းလျှောက်ထွက်ကြနဲ့တော်တော်ပျော်ခဲ့ကြပါတယ်အဲ့ဒီပျော်နေကြတဲ့ဓာတ်တွေနဲ့ကားကိုစဉ်းစားရေးခန်းစားရိုက်ခန်းစားပြုတ်ဆောင်ကြပြီးကားကလည်းချောင်းသာကိုစရောက်ကြတဲ့လူငယ်တွေအကြောင်းဆိုတော့ပျော်စရာကားလေးတကားပါကားထွက်သွားတော့ပြည်သက်ကတော်တော်လက်ခံကြပါတယ်ကျွန်တော်တို့အဖွဲ့လဲချောင်းသာရဲ့ပျော်ရွှင်မှုကိုတော်တော်သဘောကျသွားတာနဲ့နောက်ရန်ကုန်မှာရိုက်ရတဲ့အခါညီးငွေလာတဲ့အခါတိုင်းချောင်းသာကိုပြည့်ရိုက်တတ်ကြပါတယ်ပင်လယ်ကြီးကိုကျေးဇူးတင်ကျွန်းတကျွန်းရဲ့ရင်ခုန်တန်ဟယ်လိုစတဲ့ကားတွေအားလုံးချောင်းသာကိုတွားရိုက်ခဲ့တယ်မင်းသားကလွင်မိုးပါပဲမင်းသမီးကပြောင်းကျင်ပြောင်းမယ်ကြံတဲ့တရုပ်ဆောင်တဲ့ဒါရိုက်တာဇက်ညွန်းဆရာကကျွန်တော်တို့ပါပဲအခုချောင်းသာကိုမတွားဖြစ်တာကြာပါပြီအဲ့ဒါနဲ့ကိုလင်မိုးကသူ့အောင်မြေဖြစ်တဲ့ချောင်းသာကိုဒီအုပ်စုတွေနဲ့တခါပြန်နင်းဖို့စီစဉ်တာပါချောင်းသာကိုတွားရတာမောင်မိုးကိုယ်တိုင်လဲတော်တော်နှစ်သက်ပုံရပါတယ်ချောင်းသာတွားဖို့သူ့ကိုကြည့်လိုက်ရင်ပျော်ပြီးမြူးနေတာပဲလွင်မိုးကိုယ်တိုင်ကမြေသားပင်လယ်နဲ့ကြီးခဲ့တာသူ့မိဘတွေကအရင်ငါးဖမ်းလှေကြီးတွေထောင်ခဲ့ဘူးတော့သူကပင်လယ်အကြောင်းပင်လယ်စာငါးအကြောင်းရေအကြောင်းကိုတော်တော်လေးနှံ့ဆက်တယ်သူပြောပြလို့ပင်လယ်နဲ့ပင်လယ်ငါးတွေအကြောင်းတော်တော်ဘဟုတုတရခဲ့ဘူးပါတယ်သူကျွေးလို့ပင်လယ်စာတော်တော်များများကိုလည်းချောင်းသာမှာကျွန်တော်စားခဲ့ရဘူးပါတယ်ကျွန်တော်ကစာသာရေးတာအသက်28နှစ်ကြာမှပင်လယ်ကိုအရှင်လက်လက်မြင်ဘူးတာခုံးရှက်ခရုမာခရုလိတ်ခရုဖျားတံပချုပ်ပင်လယ်ကနန်းဘောင်းခရုပင်လယ်ကစွန်းရေဘဝဲစတာတွေကိုသူကျွေးလို့စားခဲ့ဘူးတယ်ကျွေးတာဘာဆန်းလဲဆိုပေမဲ့ကျွန်တော်တို့မင်းသားကဘဲတရဝါကိုဘလို့စားရမယ်ဆိုတာကအစသိတာပါဘောင်းခရုကိုဘလို့စားကနန်းကိုဘလို့ချက်စသဖြင့်ပေါ့လေတံပချုပ်ကိုအစိမ့်လိုက်ခွဲတံမယာသည်ညှစ်ပြီးဇွန်းနဲ့ကော်စားတယ်သူကျွေးလို့တစွန်းစားဘူးပါတယ်ပြီးတော့ကျွန်တော်အန်နာပဲကျွန်တော်ကပင်လယ်နဲ့မရင်းနေလေတော့ပင်လယ်စာတွေကိုစားရမှာတော်တော်ကြောက်တဲ့စိတ်ရှိတယ်ပင်လယ်စာမှာကျွန်တော်အကြိုက်ဆုံးဟင်းကတော့ပင်လယ်ကနန်းချင်ဆက်ပါကနန်းတွေကရန်ကုန်မှာမြင်မှုတဲ့ကနန်းထက်ကိုကြီးပါတယ်လက်လက်ဆက်ဆက်အရှင်လေးဆိုတော့တော်တော်အရသာရှိတာပါချောင်းသာရောက်ရင်အစားအသောက်ကိုမောင်မိုးစီစဉ်တာပဲသူစီစဉ်တာစားရင်မလွဲတတ်ပါဘူးကျွန်တော်ချောင်းသာမှာအကြိုက်ဆုံးခံစားမှုကတော့ညနေခင်းနေမဝင်ခင်တောင်ဆက်ကိုထီးတလက်နဲ့ဆင်းဟိုတယ်ကရောင်စုံထီးတွေကိုပြောတာထီးကိုတောင်ဆက်ကတဲထဲမှာစိုက်မန္တလေးဘီယာပလင်းနဲ့ခနန်းချင်ဆက်တပွဲနဲ့မျက်စိတစုံပင်လယ်ပြာနဲ့လှိုင်းဖြူဖြူတွေကြားမှာရေကူးနေကြတဲ့လူတွေကိုနေဝင်သည့်အထိထိုင်နေရတာပါပဲတော်တော်လွတ်လပ်ပြီးအရသာရှိတဲ့အပန်းဖြေနည်းတစ်ခုပါအဲ့ဒီလိုချောင်းသာကိုနှစ်သက်ကြတဲ့ကျွန်တော်တို့အဖွဲ့ခရီးပြန်ထွက်ဖြစ်တယ်မရောက်ဖြစ်တာတစ်နှစ်ခွဲလောက်ကြာပြီဆိုတော့အားလုံးပျော်နေကြတာပေါ့အကြောင်းကြောင့်ကိုအရိုင်းကပါမလာနိုင်ပါဘူးမင်းသမီးကခိုင်သိန်းကြည်ပါရိုင်းမဲ့ဇက်ကိုတော့ထုံးစံအတိုင်းကိုမျိုးမင်းနဲ့ကျွန်တော်ဇက်ပေါ်ကြမှာပဲစဉ်းစားကြစင်ကြပေါ့လေချောင်းသားမှာကျွန်တော်တို့ရိုက်ခဲ့တဲ့ဇက်တွေအားလုံးတစ်ခုမှရှိပြီးရေးပြီးတာမရှိပါဘူးဇက်ပေါ်ကြမှာစဉ်းစားဟိုကြမှာရေးဒီလိုကြီးပါပဲဒီတော့အရင်ခောက်တွေနဲ့တူအောင်အခုလဲဇက်ကိုဇက်ပေါ်မှာပဲစဉ်းစားတာပါအဲ့ဒီမှာမင်းသမီးခိုင်သိန်းကြီးကိုကျွန်တော်တကားမှမစုံဘူးပါဘူးမစုံဘူးဆိုအရင်တုန်းကသူကလည်းဗီဒီယိုမှမရိုက်တာနိုင်ငံတော်ကားကလွဲလို့ပေါ့ကျွန်တော်တို့နဲ့ပထမဦးဆုံးပွဲဥထွက်ပါမြောက်ရီရုပ်တံကပြသွားတဲ့ကားကားမှာသူ့ကိုမက်ပူကျူလို့လူတွေသိပြီးကာစားပေါ့အဲ့ဒီမက်ပူကျူဆိုတာသူ့ခါးကိုတို့ရင်တကယ်ရောင်တဲ့စကားပါအဲ့ဒါကိုဒါရိုက်တာကထည့်ရိုက်လိုက်တာမရင်းတော့ဒီလိုပဲနေရင်းနဲ့ညောင်တုံးဇက်စိတ်နဲ့ရှောပြဇက်စိတ်နှစ်စိတ်လဲကူပြီးရော
ခိုင်သင်းကြီးနဲ့အားလုံးโอเคသွားပြီကြော်ညာရီတော်တော်များများမှာခိုင်သင်းကြီးကိုလူတွေကမာနာကြီးတယ်လို့မှတ်ချက်ချကြပါတယ်ကျွန်တော်ကလည်းဟုတ်မလားပေါ့လေအခုတွေ့ကြတော့မှတော်တော်စကားများတော်တော်မျက်နှာပြောင်ပျော်တဲ့စတဲ့အမြဲတမ်းအငြိမ်မနေတတ်တဲ့ခင်ဘူးကောင်းတဲ့မိန်းကလေးဆိုတာသိရတော့တယ်အငြိမ်မနေပဲအမြဲတမ်းစနေနောက်နေတတ်တဲ့မင်းသားမင်းသမီးနဲ့တွားရတာဆိုတော့ချောင်းသာရောက်တဲ့အထိပါဇက်ကိုမစစ်ရဘူးပေါ့ချောင်းသာကိုနေ့လယ်2 နာရီလောက်ဝင်တယ်ချောင်းသာရောက်တော့ခဏနားပြီးကျွန်တော်နဲ့ကိုမျိုးမင်းကဇက်ကိုစဉ်းစားအခန်းစဉ်အကျန်းချညဘက်ရောက်မှနောက်နေ့ရိုက်မဲ့အခန်းကြီးညှိပြီးကျွန်တော်ကရေရှူတင်အဖွဲ့ကတော့ကားရိုက်မရှိတော့ free ပေါ့ကန်းဆက်စင်းညရေကူးကြဘောလုံးကန်ကြတောက်ကြနဲ့ပေါ့လေကျွန်တော်ကတော့စာရွက်နဲ့မျက်နှာအရင်နင်းနေအောင်ပေါ့လေနောက်3 ရက်လောက်ဆိုသူတို့အလုပ်တွေရှုပ်နေချိန်မှာကျွန်တော်ကအားတော့မှာကိုဒီလိုနဲ့ပဲရေးကြရိုက်ကြနဲ့4 ရက်မြောက်နေ့မှာဒါရိုက်တာမီးပွားအိန္ဒရာကျော်စင်နဲ့မော်ဒယ်4 ယောက်ရောက်လာပါတယ်ဒါရိုက်တာကိုစန်းအောင်ဇာဂနာကုသူတို့အဖွဲ့လည်းရောက်လာပါတယ်ဓာတ်ပုံဆရာကြီးဦးထေးဝင်းတို့ရောပေါ့ဘာပြောကောင်းမလဲချောင်းသာဟာပျော်စရာကြီးကိုဖြစ်သွားတာကိုမီးပွားကမောင်မိုးခိုင်သင်းကြီးနဲ့ပင်လယ်ရင်လေးချမ်းကြော်ညာရိုက်ဖို့ပါရေတံဘူးလိုပဲအစင်နဲ့တောက်လို့ရတဲ့ပင်လယ်တစ်စိတ်ရင်လေးချမ်းပေါ့လေကိုစန်းအောင်ကတော့မောင်မိုးအိန္ဒရာကျော်စင်တို့နဲ့ဟေဒီမာဆိုတဲ့ကားတကားရိုက်ဖို့ပါညကတော့အော်ကြဟစ်ကြပျော်ကြစောက်ကြနောက်ကြတောက်ကြနဲ့ချောင်းသာကမ်းကြီးတစ်ခုလုံးဖျားပွဲကြနေတာပါပဲမနေ့ကျတော့ကိုမိုးကကြော်ညာရိုက်ဖို့အတွက်ကျွန်တော်တို့ရိုက်လက်စကိုတရက်နားပေးရပါတယ်ကြော်ညာကိုတဲဖြူကျွန်းမှာတွားရိုက်ကြဖို့အစီအစဉ်နဲ့တဲဖြူကျွန်းဆိုတာကချောင်းသာကမ်းဆက်ကနေလှမ်းကြည့်ရင်ရင်နွေးချမ်းပကံလုံးကလေးလောက်မြင်ရတဲ့ကျွန်းမှာပင်လယ်ဝါနာကကျွန်းကလေးဆိုပါတော့ချောင်းသာကမ်းကျင်နဲ့ဆက်နေတဲ့ဖိုးကလာကျွန်းကနေဆက်လေကလေးတွေနဲ့တွားရင်45 မိနစ်လောက်ကြောက်တန်းတွေကိုရှောင်ပြီးမောင်းရပါတယ်ရိုက်ကွင်းနားနေတာမှုကျွန်တော်လည်းအပြင်းပြေဆိုပြီးတဲဖြူကျွန်းကြော်ညာရိုက်ဖို့လိုက်သွားပါတယ်ကျွန်းမော်ရောက်တော့ပတ်ပတ်လည်မှာပင်လယ်ကြီးပါပဲရေလိုင်းတွေကြားထဲကိုကိုကရောက်နေတယ်လို့ခံစားရတယ်ကျွန်းကလမ်းပတ်လျှောက်ရင်10 မိနစ်လောက်ပဲရှိပါတယ်ကျွန်းပေါ်မှာဘာပင်မှမသိတဲ့တစ်ပင်ကြီး3 ပင်ဖျားတဆူရှိပါတယ်လူဘသူမှမနေတဲ့ကျွန်းကလေးအပေါ်မှာတော့မှဖျားတဆူလာတည်ထားတာကိုတွေးမိပြီးအံ့ဩနေမိတယ်ကျွန်းကမ်းကြီးတစ်လျှောက်အလုံးမှာအများဆုံးအကောင်တွေကတော့ဝင်ကစွတ်ကောင်တွေပါပဲကျွန်တော်စိတ်ထင်ကမ်းကြီးပက်ပက်လေအကောင်3 သိန်းလောက်ရှိလိမ့်မယ်ထင်ပါတယ်ရောက်တဲ့17 နာရီလောက်ကစပြီးရိုက်ကြပါတယ်နေ့လယ်1 နာရီလောက်မှာထမင်းလှေလာတယ်ပင်လယ်ဟာချောင်းသာကမ်းကြီးကကြည့်တော့ကြည်နူးစရာပဲမဲ့တဲဖြူကျွန်းပေါ်ကကြည့်တော့လှိုင်းလုံးတွေနဲ့နည်းနည်းကြောက်စရာဘက်ကိုရောက်သွားပါတယ်တယောက်ထဲသာနေရမယ်ဆိုမလွယ်တဲ့အဖြစ်မျိုးပါမောင်မိုးကကျွန်တော်ကိုအတော်ပဲတဲ့နောက်ဇန်ညောမပြီးရင်ဒီကျွန်းပေါ်လာပို့ထားမယ်ပြီးမှလာခေါ်မယ်လို့နောက်ပါတယ်ထမင်းစားပြီးတော့ထုံးစံအတိုင်းပြန်မရိုက်ခင်မှာမောင်မိုးကတဲဖြူကျွန်းကြောက်ဆောင်နေကြားမှာရှိတဲ့အတန်ပချုပ်ကောင်တွေနေပုံသူတို့ကိုဘလို့ခွာရပုံကြောက်ဆောင်မှာကတ်နေတဲ့ခရုတွေကဘယ်ခရုတွေကစားလို့ရပုံနေအကျယ်တဝင့်ရှင်းပြပါတယ်ဦးထေးဝန်းနဲ့ကြော်ညာဓာတ်ပုံတွေပါရိုက်ကြပါတယ်ပြီးတော့တခါခရိုမာအပြာစာကြီးထောင်ပြီးမော်ဒယ်4 ယောက်ခိုင်သင်းကြီးတို့နဲ့ရိုက်ကြပါတယ်နေဝင်ကန်ညနေ9 နာရီလောက်မှာပြီးပါတယ်ဆက်လေ2 စင်းခွဲပြီးပြန်ဖို့ပြင်ကြပါတယ်တစ်စင်းကကင်မရာနဲ့ဆက်ဖွဲ့တစ်စင်းကတော့ဒါရိုက်တာမင်းသမီးမင်းသားမော်ဒယ်4 ယောက်ကျွန်တော်နဲ့ပင်လယ်ရင်လေးချမ်းပရိုဂျူဆာတို့ပါပါတယ်ကျွန်တော်တို့ဆက်လေထွက်လာပြီး10 မိနစ်လောက်မှာမောင်မိုးကငါးဖမ်းပိုက်တွေရှိတယ်နော်လို့သတိပေးတဲ့ကြားကကျွန်တော်တို့ဆက်လေပန်ကာနဲ့ငါးဖမ်းပိုက်တွန်းညှိပြီးဆက်လေရက်သွားပါတယ်ဖြစ်ခါစားကတော့အော်နေပျော်နေကြတာနဲ့ဘာမှမဖြစ်တော့ဘူးလို့ပဲထင်ကြပါတယ်ဒါပေမဲ့အတွေ့အကြုံရှိတဲ့မောင်မိုးပုံစံကြည့်ရတာနည်းနည်းစိုးရိမ်နေပုံရတာနဲ့ဘာဖြစ်တာလဲလို့မေးတော့တိတ်မဖြေပါဘူးရပါတယ်ပဲပြောပါတယ်ခဏနေတော့ဆက်လီမောင်းတဲ့သူကဓမြောင်နဲ့ပင်လယ်ထဲခုန်ဆင်းသွားပါတယ်3 မိနစ်လောက်ပြန်ပေါ်လာလိုက်ပြန်ငုပ်လိုက်လုပ်ပြီးတော့ဆက်လီပေါ်ပြန်ရောက်လာပါတယ်မရဘူးဆက်လီပန်ငါမှာညှိနေတဲ့ပိုက်ကပန်ငါအရှိန်နဲ့ရစ်သွားတာမနှဲတော့ဖြေလို့မရတော့ဘူးအဲ့ဒီအချိန်မှာဆက်လီကအရှိန်မရှိတော့ပင်လယ်ရေထဲမှာဘောလောကြီးဖြစ်နေပြီအားလုံးလည်းအဲ့ဒီကြတော့မှထိတ်လန့်သွားပါတယ်တဲဖြူကျွန်းကမထွက်သေးတဲ့ဆက်လေတစ်စီးရှိသေးတော့အားလုံးကပင်လယ်ပြင်ကိုကြည့်ကြတယ်လှိုင်းလုံးတစ်ခါရိုက်ရင်ဆက်လေကရိမ့်ပြီးမြောက်တက်သွားတယ်သတိလက်မလွတ်တဲ့မောင်မိုးကဆက်လေပဲ့ကိုပြေးကင်ထင်းရင်လှမ်းអော်တယ်အားလုံးရှေ့နောက်မကူးနဲ့
မတ်တက်ထားမရက်နဲ့ကိုနေရာမှာကိုနေကြဘာမှမဖြစ်ဘူးရတယ်ကိုနေရာကိုထိုင်တော့ထိုင်နေကြပေမဲ့သူ့ရဲ့ဘာမှမဖြစ်ဘူးရတယ်ဆိုတာကိုတော့ဘယ်သူမှမယုံကြပါဘူးအချင်းတွေကိုတွက်ကြည့်ရင်သိတာပါတယ်အားလုံးမျက်နှာတွေပြက်ပြီးဆက်လေပေါ်မှာတိတ်ပြီးငြိမ်သွားကြပါတယ်မောင်မိုးကဆက်လေဦးကိုလှိုင်းဘက်ခေါင်းတည်ပြီးဆက်လေမှောက်ရအောင်လုပ်ပေးနေတယ်အဲ့ဒီအချိန်မှာကြံတဲ့ကင်မရာနဲ့ဆက်ဖွဲ့ပါတဲ့လှေကကျွန်တော်တို့ခက်လန်းလန်းကိုဂိုင်း200လောက်ကနေဖြတ်သွားပါတယ်။ဘာပြောကောင်းမလဲလူတွေអော်လိုက်ကြတာလက်ပြတဲ့လူကပြအင်ကြီးချွတ်ပြီးရမ်းတဲ့သူကရမ်းမောင်မိုးကလည်းမထနဲ့မရက်နဲ့လှေလူရင်ပြုတ်ကြမယ်စသဖြင့်អော်ပေါ့ဟိုဘက်ဆက်လေကပြန်ပြီးလက်ပြပါတယ်ကျွန်တော်ကတော့ message ပေးတာလွဲသွားပြီဆိုတာကိုသိလိုက်တယ်ကျွန်တော်တို့ကကယ်ဖို့လက်ပြတာကိုသူတို့ကဆက်လေနှစ်စင်းစုံလို့လှမ်းနှုတ်ဆက်တယ်ထင်သွားပုံရတယ်သူတို့ဆက်လေကကတ်မလာပဲအေးအေးဆေးဆေးထွက်သွားတယ်ရေထဲမှာဆိုတော့ကျွန်တော်တို့ဆက်လေရက်နေတာကိုမသိတာဘူးတဖြည်းဖြည်းဝေးဝေးသွားတဲ့ဆက်လေကိုကြည့်ပြီးအားလုံးငောင်သွားကြတယ်လှိုင်းကလည်းညနေဝင်လေကြီးလာလေပဲချောင်းသာကမ်းကြီးကိုရေးရေးပဲမြင်ရတော့တယ်ရေကူးတက်အောင်တော့ပင်လယ်ထဲမှာအဲ့ဒီအကွာအဝေးကလုံးဝမလွယ်ပါဘူးကျွန်တော်စိတ်ကိုငြိမ်အောင်ထားဟိုဒီလူးနေတဲ့ဆက်လေပေါ်ကိုအကဲခတ်ကြည့်တော့ကျွန်တော်ရဲ့မော်ဒယ်၄ယောက်ရဲ့ခိုင်သင်းကြီးရဲ့ကလွဲရင်ကျန်တဲ့လူတွေကလူဝါကြီးတွေကြီးပဲကိုမိဘနဲ့ကိုထေးဝင်းကဘယ်သူပို့ရမယ်ဆိုတာရုတ်တရက်ပြောရမလွယ်ဘူးပြီးတော့ producer ကလည်းတိတ်မဝပဲမဲ့ထောင်ထောင်မောင်းမောင်းပါပြီးတော့မော်ဒယ်၄ယောက်နဲ့ပါလာတဲ့သူတို့အမေ2ယောက်ကလည်းမြန်မာနိုင်ငံကအသက်ကြီးကြီး50ခန့်မိန်းမကြီးတွေထုံးစံအတိုင်းဝဝကြီးတွေပါပဲကိုမိဘဖြစ်ဖြစ်ကိုထေးဝင်းပဲဖြစ်ဖြစ်ရုတ်တရက်ထလိုက်ရင်လှိုင်းအရှိန်နဲ့ဆက်လေမှောက်သွားနိုင်ပါတယ်ဒါကြောင့်မောင်မိုးကအော်ရာကိုကဲမဲ့လေကထွက်သွားပြီပန်ငါကလုံးဝမောင်းလို့မရတော့လှိုင်းကကြီးပြီးမှောင်လာနေပြီကျွန်တော်တို့ဘလို့ဖြစ်မယ်ဆိုတာကိုဘယ်သူမှမသိနိုင်ဘူးအဲ့ဒီအချိန်မှာခိုင်သင်းကြီးကရှေ့ကနေနောက်ကိုမထပဲရွေ့လာပြီးလူတွေကိုလိုက်အားပေးပါတယ်ညီမလေးတို့ကြောက်နေလားမငုံနဲ့ဟိုလျက်ပြန်လာမှာအန်ဒီငူးနေပြီလားရှူသေးရှိတယ်ယူမလားကိုထေးကြီးမကြောက်နဲ့နော်ကျမရေကောင်းကောင်းကူးတတ်တယ်ရေထဲကြရင်ဦးထေးကိုကပေါ့ပေါ့လေးစသဖြင့်ရှောက်ပြောပါတယ်သူ့မျက်နှာမှာလည်းဘာဆိုရင်တော့ကမှမရှိပါဘူးမြေပြင်ပေါ်မှာဆိုရင်ဘာမှမထူးခြားတဲ့စကားတွေပဲမဲ့အခုလိုအချိန်မှာသူဒီလိုပြောတာတော့တော်တော်ကျေးဇူးတင်ဖို့ကောင်းပါတယ်ယောက်ျားရင့်မာကြီးတွေတောင်စကားတစ်ခေါက်မှမပြောနိုင်တော့တဲ့အချိန်မျိုးမှာသူကဘာမဟုတ်ဘဲရှောက်နောက်နေနိုင်တဲ့အထိဆိုတော့တော်တော်ထူးခြားပါတယ်ဦးထေးဝင်းအနားမှာမော်ဒယ်၄ယောက်ရှိပါတယ်2ယောက်ကအန်နေပါပြီကျန်တဲ့2ယောက်ကငုံနေကြတယ်အမေဝဝကြီး2ယောက်ကဦးထေးဝင်းဘောင်းမီစားကိုဆွဲပြီးကုန်းကုန်းကြီးတယောက်ကငိုတန်ကြောက်တန်နေနဲ့ဖျားစာရွတ်နေကြတယ်ကျွန်တော်ရှောက်ကြည့်တော့လှေဦးကဦးမီးဘွားထိုင်တဲ့နေရာမှာဘောတစ်လုံးတွေ့ပါတယ်ဒါပေမဲ့အဲ့ဒီဘောကကိုမီးဘွားနဲ့အနီးဆုံးမှာရှိနေတယ်ကျွန်တော်နောက်ထပ်ရှာပေမဲ့မတွေ့တော့ပါဘူးစိတ်လှုပ်ရှားလာတာနဲ့ကျွန်တော်လဲလှိုင်းနဲ့လှုပ်နေတဲ့အထဲမှာလန်ဒန်တလိပ်ရအောင်ထုတ်ပြီးမီးညှိရပါတယ်မောင်မိုးကလှမ်းဆဲတယ်လှေပေါင်းကိုကင်ထားပေါ့လေအဲ့ဒီချိန်မှာကိုမီးဘွားကထပြောပါတယ်ဂျာနယ်တွေတော့အလုပ်ဖြစ်ပြီကွာတဲ့ဦးထေးကလှမ်းអော်ပြီးမပြောဖို့ပြောပါတယ်ဟုတ်ပါတယ်လေဒီဆက်လေနစ်လို့ကတော့အနည်းဆုံး2လ3လလောက်တော့ဂျာနယ်တွေမဂဇင်းတွေအတွက်သတင်းကောင်းမဟုတ်လားပါတဲ့လူတွေကရေးလို့ကောင်းမဲ့လူတွေကြီးပဲကိုခိုင်သင်းကြီးကတော့ရှေ့ကနောက်ကိုရွေးလိုက်ရှူစေးပေးလိုက်အန်နေတဲ့လူတွေကိုနှိပ်ပေးလိုက်ကြောက်နေတဲ့လူတွေကိုစလိုက်နေပါကိုမိုးကလည်းပဲ့ကိုလာသမျှလှိုင်းနေဘက်တဲပေးနေရပါတယ်ကိုထင်းဝင်းကဒီနေ့ညနေမှာသူ့မိသားစုရောက်မှာတဲ့ငါသူတို့ကိုခေါ်တာငိုခိုင်းမှုများဖြစ်နေပြီလားလို့စဉ်းစားတယ်ပြီးတော့သူ့ဘေးနားကမော်ဒယ်အမေမိမဝဝကြီးကြောက်လန့်ပြီးထရင်ပခုံးကိုဖိပြီးထိုင်ဖို့စူးစမ်းမလို့သူ့လက်တစ်ဖက်ကိုအသင့်ပြင်ထားတယ်ကျွန်တော်လည်းလန့်ပြီးဘာလို့ရမှန်းမသိတော့ပါဘူးလူတွေကိုပဲလိုက်ကြည့်နေမိတယ်အလင်းရောင်ကတဖြည်းဖြည်းလျော့လျော့လာပါပြီချောင်းသာကမ်းကြီးကိုလှမ်းမမြင်ရတော့ဘူးပြက်သွားတဲ့ဆက်လေကလူတွေကမ်းပေါ်ရောက်ဘန်ဂလိုရီစီပြန်ရောက်သွားရင်တော့ပြဿနာပဲဒါပေမဲ့ကျွန်တော်တို့ရောက်ချိန်အထိရောက်မလာရင်တော့သူတို့လာရှာမှာပါပဲဒါပေမဲ့မောင်မိုးကစိုးရိမ်တဲ့အတန်နဲ့လှမ်းអော်ပါတယ်မှောင်သွားမှရောက်လာရင်ရှာလို့မလွယ်ဘူးဗျရေပြင်ဟာမြေပြင်လိုရှာရမလွယ်ဘူးပြီးတော့မှောင်သွားရင်ကြောက်တန်းတွေကိုကျွန်တော်တို့မြင်ရတော့မှာမဟုတ်ဘူးအဲ့ဒီစကားကြောင့်ကြိတ်ငိုတဲ့အတန်တွေက
တရားဝင်ငိုတဲ့အတန်တွေဖြစ်လာတယ်လူတွေမျက်နှာလည်းတော်တော်ပြက်ကုန်ကြတယ်ခိုင်တင်းကြီးလည်းနည်းနည်းအတန်တိတ်သွားတယ်ကျွန်တော်ကရှိနေတဲ့သတိကလေးနည်းနည်းနဲ့တွက်ကြည့်တော့အလင်းရောက်ကနောက်ထပ်45မိနစ်လောက်ပဲကြံတော့မှာပါဟိုကလှေအခုထွက်ပြီးကျွန်တော်တို့စီကိုလာမှကိုရတော့မှာကမ်းပေါ်မှာရေးမပြီးသေးတဲ့ကျွန်တော်ဇညုံတွေကိုပြေးသတိရတယ်ဘာသာရေးအရာလူဟာနောက်ဆုံးအချိန်မှာကိုယ်နဲ့ပတ်သက်ခဲ့တဲ့အရာတွေကိုတန်ရုံးစဉ်တွေ့တတ်ကြဆွဲလန်းကြတယ်ဆိုတာသိကြပါတယ်ကျွန်တော်အတွေးတွေဟာဒီဆက်လီနဲ့ဒုက္ခတွေအပေါ်မှာမရှိကြဘူးကမ်းပေါ်ကဇညွန်းတွေမိသားစုတွေဂျာနယ်တွေပေါ်ကိုရောက်နေတယ်အဲ့ဒီမှာဝမ်းသာအားရကိုမီးဘွားရဲ့အတန်ကြီးကိုကြားရပါတယ်လှေလာပြီးဆက်လှေလာနေပြီတဲ့ဝမ်းသာပြီးထမရက်ကြဖို့သတိပေးရပါတယ်ရင်ထဲမှာပူပြီးနစ်နေတဲ့စိတ်ကြီးချက်ချင်းပေါ့ပြီးခန္ဓာကိုယ်တစ်ခုလုံးဘလို့ဖြစ်မှန်းကိုမသိတော့ပါဘူးအဲ့ဒီတော့မှကျွန်တော်လက်တွေတစ်ဆက်ဆက်တုံနေပါတယ်အစကလုံးဝမတုံပါဘူးဘာသဘောလဲတော့ကျွန်တော်မပြောတတ်ဘူးကဲမဲဆက်လီကကျွန်တော်တို့ဆက်လီနာကိုရောက်လာပေမဲ့ရက်ဖို့တော်တော်မလွယ်ဘူးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ပင်လယ်ထဲမှာလှိုင်းကရှိနေတာကိုညနေခင်းမှာပင်လယ်ဟာလေရောက်ပြီးလှိုင်းမြူတာမဟုတ်လားကမ်းဆက်မှာဆိုရင်ညနေခင်းမှာဝုန်းဝုန်းဆိုတက်လာတဲ့လှိုင်းတွေကိုစောင့်ပြီးလှိုင်းစီးရေကူးလို့တိတ်ကောင်းပေါ့ဒါပေမဲ့ကျွန်တော်တို့ကဆက်လီနှစ်စင်းပေါ်မှာရောက်နေတော့အဲ့ဒီလှိုင်းကကြောက်စရာကောင်းလောက်အောင်ကိုဒုက္ခပေးနေတယ်ဆက်လီနှစ်စင်းကတ်လိုက်ရင်ဂွမ်းကနေလှေပေါင်းနှစ်ခုရိုက်တယ်ဟိုဘက်ဒီဘက်ပြစ်ပေးထားတဲ့ကြိုးတွေနဲ့ကန်ဆွဲထားပေမဲ့အချင်းတွေကတော်တော်မလွယ်တာပါဆက်လီအောက်ကိုလှိုင်းပြေးဝင်သွားတဲ့အချိန်မှာဆက်လီနှစ်စင်းဟာမြောက်တက်သွားပြီးလှေနံချင်းဂွမ်းကနေရိုက်လှိုင်းပြေးထွက်သွားတော့လှေနှစ်စင်းကမြောက်တက်နေရာကဝုန်းကနေပြန်ကျပြီး4ပေလောက်ဝေးသွားပြန်တယ်ပင်လယ်ထဲဆိုတော့လှိုင်းကလည်း9စက္ကန့်တစ်ချိန်လောက်ဆက်လီအောက်ကိုတိုးတိုးဝင်နေတော့လှေနံရိုက်တန်ကတကွမ်းကွမ်းမှာပဲဒုက္ခတစ်ခုကနေအခုပဲလွတ်လာတဲ့ကျွန်တော်တို့အဖွဲ့ဟာဒုက္ခအသစ်တစ်ခုကိုချက်ချင်းရင်ဆိုင်ရပြန်တယ်ဒီဘက်ဆက်လီကနေဟိုဘက်ဆက်လီပေါ်ကိုလည်းတက်ချင်ရောက်သွားရင်ကို့အတွက်လုံးဝစိတ်ချရပြီကိုရှေ့မှာပူးလိုက်ကွာလိုက်မြောက်တက်လိုက်ပြန်ကျသွားလိုက်ဖြစ်နေတဲ့လှေနံတွေကိုလည်းကြောက်နဲ့အော်ကြဟစ်ကြသတိပေးကြနဲ့စုံနေတာပါပဲကျွန်တော်တို့ဆက်လီကိုလာကယ်တဲ့ဆက်လီနဲ့ဆွဲသွားဖို့ကြတော့လည်းမဖြစ်ဘူးလာခေါ်တဲ့ဆက်လီကတော်တော်သေးနေတယ်အဲ့ဒီတော့ရအောင်ကူပြုတ်ကျသွားရင်ကာမတကာဖြစ်သွားမယ်ပဲကျွန်တော်တို့ကူးချိန်ဟာလှေနံနှစ်ခုဂွမ်းကနေရိုက်တဲ့အချိန်ကူးမဲ့လူဟာလှေနံနှစ်ခုအဆက်မှာကိုထိန်းရင်ရက်ကွာနေတဲ့လှေနံနှစ်ခုမြောက်တက်ပြီးသွားဆဲမဲ့အချိန်မှာကူးဒါပဲတိုင်ပင်မှန်လို့လုံးဝမဖြစ်ဘူးအဲ့ဒီမှာအံ့ဩဖို့ကောင်းတာကကျွန်တော်တို့ယောက်ျားလေးတွေသာအချင်းတွေကိုတွက်ချက်ပြီးကြောက်နေကြတာမိန်းကလေးတွေကကူးသွားလိုက်တာဟုတ်နေတာပဲကျွန်တော်စိတ်ထင်တော့မိန်းကလေးတွေဟာတက်တိကျွန်တော်တို့ထက်ကောင်းလို့မဟုတ်ပါဘူးလှေပေါ်မှာနေရမှာကိုကျွန်တော်တို့ထက်ကြောက်လို့ပါဒီလိုနဲ့ဝုန်းကနေဟိုဘက်ရောက်သွားတဲ့လူတွေကိုကြည့်ပြီးကိုယုံကြည်စိတ်မွေးရတာပါပဲနေအောင်စောင့်ရိုက်တော့မယ်ကူကျွန်တော်ပထမအကြိမ်မကူရဲပါဘူးတေမယ်ဘေးနဲ့နီးနေတာတောင်လှေနဲ့အရိုက်မှာမကူရဲပဲဒူးတုံနေတဲ့ကျွန်တော်ကိုဝိုင်းရဲကြတယ်တက်တိမရှိဘူးလားကူလေဒီဘက်ရောက်ရင်လှိမ့်သာချလိုက်လှေစင်းမြင့်တဲဆိုတော့တော်တော်ကိုကြောက်စရာကောင်းပါတယ်ဒါပေမဲ့နောက်ဆုံးအားလုံးဝိုင်းဆွဲကြထိန်းကြနဲ့ရောက်သွားပါတယ်ဖိုးကလာကျွန်းအဆက်ကိုရောက်တော့ဒီတစ်ခါမြေကြီးကိုနင်းရတဲ့အရသာဟာကျွန်တော်တက်မှာအရသာရှိဆုံးပါပဲကမ်းမောက်ရဲလို့ရွှေပင်သာစားတော့ဆိုင်ကိုရောက်မှာပဲပြောနိုင်ကြရင်နိုင်ကြတယောက်နဲ့တယောက်ဆဲကြပြောကြနေနိုင်ပါတယ်ကျွန်တော်ကတော့နောက်နေ့ပင်လယ်ကြီးကိုမကြည့်ရဲအောင်ဖြစ်သွားတယ်ရန်ကုန်မှာပြန်တွေ့ကြတော့အဲ့ဒီအဖွဲ့တွေကလူတွေကိုသဲဖြူကျွန်းသွားမလားဆိုရင်ပခုံးတွန့်လက်ခါပြီးကြောက်လန့်တကြားရဲမောပြီးညင်းတက်ကြပါတယ်ဘာမှမဖြစ်တော့ရဲစရာပဲကြံခဲ့တာပေါ့လေဒီလိုပါပဲဘယ်ဒုက္ခဘယ်ပြဿနာဖြစ်ပြီးသွားရင်ရဲစရာပဲကြံခဲ့တတ်ပြီးအဲ့ဒီရေမောစရာကိုပြောရင်းပျော်တတ်တာမြန်မာလူမျိုးတွေရဲ့သဘာဝပါဒီအဖြစ်မှာကျေးဇူးတင်စရာအကောင်းဆုံးကတော့လွင်မိုးနဲ့ခိုင်သိန်းကြီးပါဖြစ်ခဲ့တဲ့အဖြစ်အပျက်ကနိုင်ဝက်လောက်ပဲရှိပေမဲ့ဖတ်ရအဆင်ပြေအောင်ကျွန်တော်တို့ရင်ဆိုင်ခဲ့သလိုခံစားနိုင်အောင်အစီအစဉ်ကလေးနဲ့ကျွန်တော်အမှတ်တရရေးဖြစ်ပါတယ်